ဆွေ၍ပေကံချက်သွားသူတခင်ယေရှု၏
ရာရာတဲ့အစင်အမြဲပြောင်းလဲနေတယ်မျောလင်းခြင်းပြောင်းဆုံးနေရချိန်တိုင်းအချိန်တိုင်းတိုင်းစားလူရဲ့ကဘာမျက်စလုံးနဲ့တို့ရဲ့ဘဝကနာချိန်မှာကိုအားကိုကြိုးစားရင်ပညာကြအောင်တရှင်နေအပြင်းလုံးလိုက်ဝင်ချတောင်းပါလားချီလောင်ခြင်းတမ်းမြခီမလုံးရောက်နိုင်ဘူးဒီလိုနဲ့ခါဝရအသက်ရှုံးမလားမှန်ကန်တဲ့ကဲတင်ချီရရှိနိုင်ဖို့ယေရှုဖျားပါအဖြစ်သာပြုနောင်ရှိဧကငြိမ်းချမ်းဝမ်းမြောက်မည်ကျေးဇူးတော်အားဖြင့်ပြည့်စုံမယ်ကိုယ့်ရဲ့အကြံစီနဲ့အကျဉ်းတို့ဆုံးဖြတ်တာပြင်းတဲ့ရာအားဖြင့်ဒါဝရတမရနိုင်ဘူးလူနဲ့တမရတဲ့ကျေးဇူးများမရောတော့ကြဘူးဒီလိုနဲ့ထာဝရအသက်ဆုံးမလားမှန်ကန်တဲ့ကဲတင်ချင်ရရှိနိုင်ဖို့ယေရှုပြတ်ပါအပြစ်တာတင်အောင်ရဲ့ဒီကနေ့တောင်းဝမ်းမြောက်ပြီးကျေးဇူးတော်အားဖြင့်ပြည့်စုံမယ်ကိုယ့်ရဲ့အချမ်းစီနဲ့အတင်းတော်ဆုံးပြတာ
တိုင်းကိုပေးသနာတော်သူငါ၏တိုးရိရှင်ဖြစ်သည် ကြံတန်ခက်ခဲတော့ဘဝလာကိုတော့မပါရှိကျွန်တော်တို့မရှောင်ရဲပါဘို့အဖာကိုတော့တာလီငါရဲ့တိုင်းငါကိုစားရပြီးတော့မူပြီး ငါဤရန်သူအပေါင်းရှေ့တွင်လဲစပွဲကိုခင်ပေတော်အိုတိုးရိရှင်ဖြစ်သည် ကျွန်တော်တို့ဘဝမှာအလိုအဆုံးကဲတည်ရှိစမပြောင်းလဲတဲ့သူရဲ့ချစ်ချင်း I never let go of my thousand way ka po song pe de Yeshu phya di nai to ration phit di လူသားတိုင်းအားလုံးအတွက်အသေးခံပြီးတိုင်းတော့ပေါ်လူလေးရွေးတော့ခဲ့ခတ်သိမ်းတော့အပြင်းတို့တဲ့ Bong khan lo ta sai ne yong ji du a yak si dai ngo pe na do di nai to ration phit di ကြံတန်ခက်ခဲတော့ဘဝလာကိုတော့မပါရှိ ကျွန်တော်တို့မရှောင်ရဲပါဘို့အဖာ ကိုတော့တာလီငါရဲ့တိုင်းငါကိုစားရပြီးတော့မူပြီး ငါဤရန်သူအပေါင်းရှေ့တွင်လဲစပွဲကိုခင်ပေတော်အိုတိုးရိရှင်ဖြစ်သည် ကိုတော့တာလီငါရဲ့တိုင်းငါကိုစားရပြီးတော့မူပြီး ငါဤရန်သူအပေါင်းရှေ့တွင်လဲစပွဲကိုခင်ပေတော်အိုတိုးရိရှင်ဖြစ်သည် ခင်ပေတော်အိုတိုးရိရှင်ဖြစ်သည်အပြပွားညွန်တဲ့ကကဲတင်ပေးသူထာဝရအသက်ဆောင်ရေးပေးသူစာလောင်သွရှိခရစ်တော်ပေးနေ
စားပြီးလောကကြီးချီစင်တာပြောင်းလဲမသွားဘူးယေရှုရှိ 你的奇妙比酸梅，人家比你
ဆုံးလင်းသောငြိမ်းချမ်းခြင်းများရှိသောချစ်ချင်းစီစဉ်ဖျားမြတ်ရဲ့အသက်ဆောင်ရည်တွင်ဖျားဤကောင်းမြတ်သောခြင်းသည်ကျွန်တော်ဘဝအခြေအနေများနဲ့မထိုက်ပါပဲလို့ပူပင်ဒုက္ခများလဲထိတ်လန့်စရာမလိုဝမ်းမြောက်ခြင်းနဲ့ဘဝရဲ့အချိန်တိုင်းအစဉ်ချီးမွမ်း၍သာဝိညာဉ်တော်ရဲ့လမ်းပြမှုတိုင်းယုံကြည်ကိုးစားသက်ရှင်နေရဲ့တိုင်းမှာစားကရင်နဲ့ပျော်ရွှင်ခြင်းများနဲ့အတူဘုရားရှင်ရဲ့ကျေးဇူးတော်များဟာလေလုယာဆုံးလင်းသောကြီးမားလုံးနဲ့သူရဲ့မြတ်တာများစီစဉ်အများရဲ့အသက်ဆိုင်ရင်များရေးရဲ့ချစ်တဲ့သားသမီးများတိုင်းကိုအစဉ်မြဲပေးတယ်ပြမြတ်ရဲ့အသက်ဆိုင်ရင်ပဲကောင်းမြတ်သောခြင်းစဉ်ကျွန်တော်ဘဝအခြေအနေများနဲ့မတိုက်ပါပဲလို့ဘူပင်ဒုက္ခများလဲထိတ်လန့်ကြမလို့ဝမ်းမြောက်ခြင်းနဲ့ဘဝရဲ့အချိန်တိုင်းအစဉ်ချီးမွမ်းကြတာဝိညာဉ်တော်ရဲ့လမ်းပြမှုတိုင်းယုံကြည်ကိုးစားသက်ရှင်နေရဲ့တိုင်းမှာစားကရင်တဲ့ပျော်ရွှင်ခြင်းများနဲ့အတူဘုရားရှင်ရဲ့ကျေးဇူးတော်များဟာလေလုယာတည်ဆုံးဆုံးလင်းသောကြီးမားလုံးနဲ့သူရဲ့မြတ်တာများစီစဉ်အများရဲ့အသက်ဆောင်ရည်များရေးရဲ့ချစ်တဲ့သားသမီးများတိုင်းကိုအစဉ်မြဲပေးတယ်ပြမြတ်ရဲ့အသက်ဆောင်ရည်ပဲကြီးမားလုံးနဲ့သူရဲ့မြတ်တာများစီစဉ်တွေ့ရှိခဲ့တဲ့မိမငယ်တူကိုပါရီရှင်နဲ့ချမ်းတများစွာစီရင်ခြင်းကခေါ်ဆောင်သွားစဉ်ပညာတရားရာပြေပေါ်ခြင်းခံပေးစီနိုင်တဲ့ကျူးလွန်မှုကိုယေရှုခရစ်ရှိတော်မူဝဲလွန်မြောက်ခြင်းခွင့်ရရှိခဲ့သူဒါတွေကိုစဉ်းစားတိုင်းအကျွန်ုပ်ပဲ
ချုပ်တီးထားစကားပြောသည့်အခါမှာမှန်တရားများတရားဟောသည့်အခါမှာသင်္ကန်းစာအဖဖျားရှင်ဘုံတော်သည်ပင်ထင်ရှားလာကျွန်ုပ်တို့ဤခန္ဓာစိတ်ပိုင်းမှာအသေးဆုံးလို့ရှာဒီထားစရာအဆုံးသွားဆုံးတွေအကုန်ပိုင်သားကတကုံလုံးကိုမီလိုလောင်စေနိုင်သောအရာကိုယ်တော်အားချီးမွမ်းခဲ့သောရှာလူတွေအားဆဲရင်ခဲ့သောရှာရေကြီးစွန့်ရင်အိုင်မှာသရှိလာသောရေနဲ့လွန်နောက်ချီသောရေနဲ့ရောနာကမချဖို့ရာအပြေရှာရှာကိုချုပ်တီးထားစကားပြောသည့်အခါမှာအမှန်တရားများတရားဟောသည့်အခါမှာသင်္ကန်းစာအဖဖျားရှင်ဘုံတော်သည်ပင်ထင်ရှားလာကျွန်ုပ်တို့ဤခန္ဓာအစိတ်အပိုင်းမှာသေးဆုံးလို့ရှာတတိထားစရာအဆုံးသောဆုံးတွေအကုန်ပိုင်သားကတကုံလုံးကိုမီလိုလောင်စေနိုင်သောအရာကိုယ်တော်အားချီးမွမ်းခဲ့သောရှာလူတွေအားဆဲရင်ခဲ့သောရှာရေကြီးဆိုင်အိုင်မှာသရှင်လာသောရေနဲ့လွန်နောက်ချီသောရေနဲ့ရောနာကမချဖို့ရာအပြေရှာကိုယ်တော်အားချီးမွမ်းခဲ့သောရှာလူတွေအားဆဲရင်ခဲ့သောရှာရေကြီးဆိုင်အိုင်မှာသရှင်လာသောရေနဲ့လွန်နောက်ချီသောရေနဲ့ရောနောကမချဖို့ရာအပြေရှာ